သာဝေကဓမ္မလင်္ကာစာပုံများဖြင့်ဓမ္မပလင်စတင်လို့ဖွင့်လှစ်လိုက်ပါပြီအသေးမဦးမီဉာဏ်ဦးမိစေဖို့မြတ်တဲ့ဣရိယာပုဖြင့်ထိုင်ပြီးတော့တရားပဲနာယူကြတရားပဲမှတ်သားကြတရားပဲနှလုံးသွင်းကြဒီကနေ့သာသနာနှစ်2590ပြည့်နှစ်မြန်မာသက္ကရာ1388ခုနှစ်ဒုတိယဝါဆိုလဆန်း9ရက်နေ့နန်းနယ်ပိုင်းမန္တလေးတိုင်းကျောက်ဆည်မြို့နယ်သံဃာအုပ်စုကျောက်ဆည်မြောက်ဘက်ကမ္မတောင်ကျောက်ဥတော်ရအောင်တော်မူဓမ္မရိပ်သာဓမ္မဒုက္ခမောဟဝိပဿနာအောင်မြတ်တာဓမ္မယုံကြီးအတွဲဝဲစင်ခြင်းပါပြုလို့အပ်သောမောဟဝိပဿနာဆေရတရားစခန်းပွဲ9ရက်မြောက်တဲ့နေ့ဓမ္မသဘင်ဒီဓမ္မသဘင်မှာရဝေးရဏီအသီးသီးမှတရားနာတရားအထုံးရရောက်ရှိလာရကုန်သောဆွေတော်မျိုးတော်တရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့အားအပေစင်းရဲ့သန္တရာဆင်းရဲမှလွတ်ကင်းအောင်ဒိဋ္ဌိနဲ့ဝိသိကိစ္စအသိဉာဏ်နဲ့စင်ကြအောင်ခန္ဓာအရှိဖြစ်ပြဉာဏ်အသိမဲ့ကြအောင်အသေးမဥခင်မှာဉာဏ်ဥရလေအောင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်တယ်တရားဓမ္မများကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အလိုဆန္ဒတော်ကိုသိသွားတော်မူသောဘုရားထံတော်မူခဲ့သောသုတ်တံဝိနည်းအဘိဓမ္မာဓမ္မခန္ဓာတွေကိုဆရာထားပြီးတက္ကလာထိုးထိုးတွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဟောကြားဆုံးမသွားတော်မူသောကျေးဇူးတော်ရှင်ဧကမဟာပဏိတဘုဂုဆရာတော်ဘုရားကြီးရဲ့ဥပနိဒယဉာဏ်တော်မြတ်တို့ကိုဥထိတ်မှပန်းစင်ပြီးတက္ကလာတို့တရားဓမ္မတွေကိုခန္ဓာဉာဏ်ရောက်သဘောပေါက်အောင်ပဲကျေးဇူးပြုပါလိမ့်မယ်မသိရင်ပြတ်မသိရင်ပတ်သိရင်ပြတ်ပရိစ္ဆေသမုပ္ပါပရိစ္ဆေသမုပ္ပါလဲတယ်ဆိုတာဘာကြောင့်လဲတာတုံးလို့မေးရင်နော်မသိလို့လဲတာမသိတာဝိဇ္ဇာပဲနော်သိရင်ဝိဇ္ဇာဒါကြောင့်မသိရင်ပတ်သိရင်ပြတ်ပရိစ္ဆေသမုပ္ပါမသိလို့တန်ရလဲရတာနော်သိရင်တန်ត្រာပြတ်ပါတယ်အဲဒါကြောင့်သိဖို့ရအရေးကြီးတယ်သိတယ်ဆိုတာအပါးသိနဲ့အမှန်သိနှမျိုးရှိတယ်အမှန်သိဖြစ်ဖို့ရည်ကြီးတာပေါ့နော်ဘာသိဖြစ်ဖို့ရည်ကြီးလို့အမှန်သိဖြစ်ဖို့ရည်ကြီးတယ်ကိုတော့အမှန်သိတာနဲ့အမှားသိတာနဲ့ဘယ်ရင်ကများနေတော့လူလို့သိနေတာဒီအမှားသိနော်နတ်လို့သိနေတာလဲယောက်ျားမိန်းမလို့သိနေတာလဲသားလို့သမီးလို့သိနေတာလဲအတိမှားနေတာပဲမရှိတာအရှိလုံနေတာဒီတဲ့အတိမှားလို့ပါပဲအဲ့ဒါဘာကြောင့်မှားနေတာတော့လို့မေးတော့အသိနဲ့တတိမရှိလို့မှားနေတာပဲဘာကြောင့်မှားတာတော့အသိမရှိရင်လည်းတတိမရှိရင်လည်း
အသိနဲ့တတိမရှိရင်မှားနေတာပဲအသိနဲ့တတိရှိနေမှအမှန်ဟုတ်တယ်မလားအသိနဲ့တတိနဲ့ရှိနေရင်အသိရလည်းမှားနေကြတယ်ဟုတ်တယ်မလားအသိမှားနေတဲ့အတွက်ဒီဃာရမတို့တတိယဟောဖြစ်နိုင်မှာမလားဖြစ်နိုင်ပါဘူးဗျာအဲ့ဒါကြောင့်မလို့အသိနဲ့တတိအသိကရှေ့သွားတတိကနောက်လိုက်တတိကဘာလဲတော့နောက်လိုက်ဖြစ်ရမှာနော်အဲ့တော့တတိဆိုတာမမေ့တာကိုတတိလို့ခေါ်တယ်နော်မမေ့တာကိုတတိရှိနေရင်မေ့ပါမလားမေ့နေတာဒီဘာရှိလို့တတိမရှိလို့ဟုတ်တယ်မလားအတိလည်းမရှိဘူးတတိလည်းမရှိဘူးဆိုရင်ဘုန်းကြီးတို့ပြိဿရေအကုန်လုံးအတိလည်းမရှိဘူးတတိလည်းမရှိဘူးဆိုရင်အကုန်လုံးမှားနေတာဘာဖြစ်နေတာတော့ဘာမရှိလို့တော့အတိနဲ့တတိမရှိရင်မှားလို့ဒုက္ခရောက်တယ်မှန်ရင်ဒုက္ခချုပ်အတိမှန်ရင်ဒုက္ခချုပ်မှာပဲအတိမှားလို့ဒုက္ခဘာကြောင့်ရောက်ရတယ်ဒုက္ခဘာကြောင့်ချုပ်ရတယ်အတိမှန်မှုရေးကြည့်တယ်နော်အဲ့တော့အတိမှန်နဲ့အတိမှန်လူတွေကတရားမနာလို့ရှိရင်မနာတဲ့ပုဂ္ဂိုလ်တွေမှာအတိမှန်နဲ့နေတာပါပဲမှန်ပါပါဗျာတရားမနာတဲ့ပုဂ္ဂိုလ်တွေမှာဘာအမှန်နဲ့နေတော့တရားနာမှာအတိမှန်ကရတယ်မှန်ပါဗျာနော်တရားမနာဘဲနဲ့အတိမှန်ရတာကတော့ဘုရားပဲရှိတာပဲမှန်ပါဗျာတရားမနာဘဲနဲ့အတိမှန်ရတာကတော့ဘုရားပဲဗျာကျန်တဲ့တာဝကတွေကဘာရှိမှရမှာတော့တရားနာမှာအတိမှန်ရအဲ့ဒါကြောင့်ဒကာရမတို့အတိမှန်ရရင်ဒုက္ခချုပ်မှန်ပါဗျာအတိမှားကြောင့်ဒုက္ခရောက်ဒုက္ခဘာကြောင့်ရောက်ရတယ်ဒုက္ခဘာကြောင့်ချုပ်ရတယ်သဘောပါရရဲ့လားအတိမှားဘယ်တော့မှစတာတော့လို့မေးရင်အမေမွေးတော့ရင်စခဲ့တာအမေမွေးလာတော့ကဘယ်သူမှအတိမှန်မရှိကြသေးဘူးနော်အမေကလည်းအတိမှန်ကိုမပေးနိုင်ဘူးအဖေကလည်းအတိမှန်ကိုမပေးနိုင်ဘူးအတိမှန်ပေးနေတာကတော့ဘုရားနဲ့နော်ဘုရားနဲ့ဆရာသမားတွေပဲရှိတာအတိမှန်ပေးတာကဘယ်သူတော့အဲ့ဒါကြောင့်အတိမှန်ရဖို့ဆိုရင်နံပါတ်1တရားနာကြပါနံပါတ်2တရားအားထုတ်ကြပါတရားနာတရားအားထုတ်ရင်အတိမှန်ရမှာပဲ